ပြည်ဆွစ်ဇာလန်နိုင်ငံလို့တင်စားရလောက်အောင်နက်ပြည်တစ်ပွဲလှပပြီးကမ္ဘာကျော်တစ်စောင်းနိုင်မိဘုံပြန်ပွဲတော်ကြီးကိုအခမ်းအနားဆုံးကျင်းပနေတဲ့မြန်မာနိုင်ငံမျိုးတစ်မျိုးရှိနေဆိုရင်ရောခင်ဗျားတို့ရှုံးနိုင်မလားတာမန်ချိန်တွေမှာတွေးတော့မတွေးဘူးတဲ့ဒီလိုကမ္ဘာအောင်စရာအကြောင်းအရာတွေကိုအမြဲတမ်းခမိုင်းမိုက်ဆွဲထုတ်ပြနေတဲ့သူကတော့ဟုတ်ပါတယ်ကျွန်တော်ပိုင်းတော့ထပ်ပါသိကြပါတယ်အဆုံးမှာဘာတွေဆက်မြင်ရမလဲဆိုတာစက်ကြည့်လိုက်ကြရအောင်ဒီနေ့မှာတော့ရှမ်းပြည်နယ်မြို့တော်ဖြစ်တဲ့တောင်ကြီးမြို့ရဲ့နက်ပြည်တစ်ပွဲလှပတဲ့အလားတရားတွေနဲ့တစ်စောင်းနိုင်ပွဲတော်ကြောင်းကိုပြောပြပေးပါမယ်တောင်ကြီးမြို့ဆိုတာနဲ့တာမန်တောင်ပေါ်မြို့လေးတစ်မြို့လိုပဲထင်ကြပေမဲ့တကယ်ပသက်ဟောင်းသားဖျားမဲ့အချက်ကဒီမြို့ရဲ့ရှူခင်းတွေထင်ရှူတော်တွေနဲ့တနစ်ပတ်လုံးအေဂျင့်နေတဲ့ယာတီဥတုဟာနိုင်ငံခြားရုပ်ရှင်တွေကဆွစ်ဇာလန်နိုင်ငံကိုရောက်သွားသလိုခံစားရမှာပါဒါတွေမကသေးပါဘူးဒီလိုတန်ရှင်းလှပတဲ့မြို့လေးကနိုဝင်ဘာလရောက်တိုင်းကျင်းပတဲ့စောင်းနိုင်မြို့ပြန်ပွဲတော်ကြီးကလည်းကဘာကျော်ပါတယ်ညာဘက်ကောင်းကင်ရံမှာရန်ငွေတွေမီရှူပန်းတွေတက်ဆင်ထားတဲ့အေယာမညာမေးကြီးမိဘုံပြန်တွေပောက်ကွဲလာတဲ့မြင်ကွင်းကလည်းတကယ်ကိုရင်သက်ရှူမှုပဲဖြစ်ရပါတယ်ဆိုပါတော့ကျွန်တော်တို့ဒီတောင်ကြီးကိုရောက်သွားရင်မြန်မာပြည်ထဲမှာရှိနေလို့တောင်ထင်မိမှာမဟုတ်ပဲတကယ်ကိုအန်ဩစရာကဘာတီကြီးတူတွေကိုရောက်နေလားလို့တောင်တွေးမိမှာတေးကြပါတယ်ဒါတော့ဖြစ်နိုင်ပါတယ်တဘာဝတရားပေးထားတဲ့အလှတရားတွေကိုတောင်ကြီးသူတောင်ကြီးသားတွေကစနစ်တကျထိန်းသိမ်းထားလို့ရိုးအမွေနေ့တွေကိုလည်းမျက်မျက်နှာတို့တန်ဖိုးထားလို့ဒီလိုခန်းထားနေတာပါဒါကြောင့်နှိမ့်ချုပ်လိုက်ရင်တောင်ကြီးမြို့ကတာမန်တောင်ပေါ်ဒေသတစ်ခုမဟုတ်ပဲဥရောပနိုင်ငံတွေလိုအေဂျင့်မှုနဲ့လှပနေတဲ့ရိုးအိုင်ချင်းမှုတွေပေါင်းစပ်ထားတဲ့မြေပြင်ပေါ်ကဆွစ်ဇာလန်နိုင်ငံနက်ပြည်လေးလိုပဲကျွန်တော်တို့ခေါ်လို့ရပါတယ်ခင်ဗျားတို့ဆိုရင်ဆွစ်ဇာလန်လိုလှပတဲ့တောင်ကြီးမြို့ကိုအလဲသွားကြင်လားဒါမှမဟုတ်အဲ့ဒီကတစောင်းနိုင်မျိုးမြန်ပွဲတော်ယူပဲကိုယ်တိုင်သွားပြီးတော့မှကြည့်ကြင်ကြလားကိုမမတခုခုပြောပေးသွားနိုင်ပါတယ်ရောက်တဲ့သူတွေကတော့တောင်ကြီးမြို့ကဘလောက်တောင်နေကြင်ကြကောင်းလဲဆိုတာပြောပေးခဲ့ကြပါအောင်အဆုံးထိကြည့်ရှုပေးတဲ့တယောက်ချင်းတိုင်းကို thank you ပါ